ကဲယူကျူရဲ့ခွန်ဆိုင်ရဲ့ကိုမရအားလုံးပဲမင်္ဂလာပါနော်အခုကျွန်တော်ဗီဒီယိုဖိုင်လေးတင်ပေးတာလေးကိုအားလုံးပဲလက်မလေးနှိပ်ပြီးပါမန်လေးတစ်ကြောင်းတော့ရေးပြီးပါရှေးကလုတ်လေးနှိပ်ပြီးပါအဓိကကို subscriber လုပ်ပေးဖို့လဲကျွန်တော်တောင်းဆိုချင်ပါတယ်ကျွန်တော် YouTube channel လေးကိုခွန်ဆိုင်ဆိုတဲ့ဒီ YouTube channel လေးကို subscriber များများလေးလုပ်ပေးပါအပန်းမကြည့်ရင် free တင်ပေးမှာပါเนาะပြီးလို့ရှိရင်ကျွန်တော်ပြောချင်တာကလက်မလေးတွေတန်းစီပြီးတော့နှိပ်ပြီเนาะကျွန်တော်တို့ဒီနေ့22ရက်ကနေကျွန်တော်တင်ထားပေးတဲ့ဗီဒီယိုဖိုင်ပေါ့เนาะ22ရက်ကနေ23ရက်အထိဗုဒ္ဓဟူးရတဲ့ကြာတာပရိအထိကျွန်တော်လုံးမိုင်လေးတွေတင်ထားပေးတယ်เนาะအဲ့ဒီလုံးမိုင်လေး3လုံးကိုကျွန်တော်ပြောပြမယ်ဗုဒ္ဓဟူးနဲ့ကြာတာပရိအထိကိုကျွန်တော်တင်ပေးထားတာက416ဆိုပြီးတော့ကျွန်တော်ကြိုက်တဲ့လောက်ပတ်ဗုဒ္ဓဟူးကြာတာပရိမကြော်သေးရဘူးကြိုက်တဲ့လောက်ပတ်တထေးဖြစ်မယ်လို့ကျွန်တော်ပြောထားတယ်เนาะ416ကိုဒီကနေ့22ရက်ဒီကနေ့ဗုဒ္ဓဟူးနေ့ညနေမှာဘာထွက်သွားတယ်4ဆိုပြီးတော့အောကွက်တွေကထွက်သွားတယ်နော်အောကွက်လည်းတင်ထားပေးတယ်အောကွက်က4နဲ့ပတ်သက်ရင်3ကွက်1နဲ့ပတ်သက်ရင်3ကွက်6နဲ့ပတ်သက်ရင်3ကွက်9ကွက်ပဲရှိတယ်ကျွန်တော်ဒဲကြီးပဲပေးတာနော်ဟုတ်ပြီလားကဲ YouTube ခွန်ဆိုင်ရဲ့ YouTube channel လေးကိုလက်မလေးနှိပ်ထားမယ် subscriber လေးနှိပ်ထားမယ်နော်ထပ်မှန်ပြီးပြောချင်တာအားလုံးကိုကျွန်တော်ကဒီ YouTube channel ရာတွေပဲအားလုံးကိုကျွန်တော်တင်ထားပေးမှာချဲမှာမဟုတ်ဘူးကျွန်တော်နှလုံးလဲတင်ပေးမယ်ဟုတ်ပြီလားအဲ့တော့ကိုရိုမတို့ကျွန်တော် channel လေးကိုလက်မလေးနှိပ်ပေးထားပါမန်ထဲမှာဆင်ပြေတာလေးရေးထားပေးပါပြီးလို့ရှိရင်ကျွန်တော်ပြောချင်တာ subscriber လေးလုပ်ပေးကြ share ပေးကြနော်အားလုံးအတွက်ကိုကျွန်တော်ပြောချင်တာအကျိုးမရုပ်စေရအောင်ကျွန်တော်ကဒါ YouTube ထဲမှာဆိုရင်သူများတွေပို့သွားတောင်းရင်ပတ်စံပေးရတယ်ကျွန်တော်စီလာရင်လာစရာမလိုကျွန်တော်ဒီထဲမှာတင်ထားပေးမယ်ပတ်စံမပေးရအလကား free ဝင်ကြည့်ကျွန်တော်ပြောတဲ့ရဲအကန့်အသတ်လေးတွေပေါ့နော်ကျွန်တော်ကတပတ်စာကိုနော်ဒါကျွန်တော်2ရက်စာကျွန်တော်ပေးတာအဲ့2ရက်တော့တည်းမှာကျွန်တော်ပေးတဲ့ပတ်တီးကလုံးဝကျင်းသေးပေါ့ထွက်မယ်ဘာလို့လဲဆိုတော့ထွက်တဲ့အခါကျရင်ကျွန်တော်ရဲ့အားပေးနေတဲ့ခွန်ဆိုင်ရဲ့ကိုမတွေကတထေးဖြစ်ပြီရှစ်ဖြစ်ပြီလက်ကြီးတွေရောလက်ငယ်တွေရောအားလုံးအဆင်ပြေမယ်ဒါလေးကိုကျွန်တော်ကလာပြီးပြောပြပေးတယ်အားလုံးပဲဒီခွန်ဆိုင်ရဲ့ YouTube channel လေးကိုအားပေးနေတဲ့အကိုအမတယောက်ချင်းစီတိုင်းကျေးဇူးအများကြီးတင်ပါတယ်ဗီဒီယိုဖိုင်လေးကိုလည်း subscriber လေးလုပ်ပေးခဲ့ဖို့လည်းမေတ္တာရက်ခံပါတယ်လက်မလေးတွေတန်းစီနေထားမယ်မန်လေးတွေစင်ပြေတာရေးသွားမယ်မြားလေးကိုယူသွားမယ်အောက်ကလင့်မှာယူသွားမယ် copy link အများကြီး share ပေးဖို့เนาะကျေးဇူးအများကြီး